ဒီကဘာမှာလူတွေကလိန်ပြောတယ်ဆိုတာဘာမှန်းတောင်မသိကြဘူးတခါကလူတယောက်ဟာလှပတဲ့အမျိုးသမီးတယောက်ကိုမင်းငါနဲ့အတူမအိပ်ရင်ကဘာကြီးချက်ချင်းပျက်စီးသွားလိမ့်မယ်လို့ပြောလိုက်တယ်ဒါကိုအတီးမှတ်ပြီးအမျိုးသမီးကဟိုတယ်သွားဖို့အချိန်ရအောင်မလားဒါမှမဟုတ်ဒီမာတင်လောက်ကြမလားလို့တောင်ပြန်မေးခဲ့တာပါအဲ့ဒီကဘာမှာကိုကာကိုလာရဲ့ကြောင်ရစာသားတွေကလည်းထူးဆန်းနေတယ်သူတို့ထုတ်ကုန်ဟာကျမ်းမာရေးနဲ့မညီညွတ်ကြောင်းတောက်ရင်ဝါလာမှာဖြစ်ကြောင်းပွင့်ပွင့်လင်းလင်းကြီးဝန်ခံထားပေမဲ့လူတွေကတော့ဝဲတောက်နေကြတော့မဲကလေးတယောက်ကရုပ်ဆိုးနေရင်လေဒီကလေးကကြက်စုပ်လေးကြနေတာပဲတကယ့်ကိုရုပ်ဆိုးတာလို့အာမနာရန်အမှန်တိုင်းပြောကြတယ်လိန်ညာချင်းမရှိတဲ့အတွက်ဒီကဘာမှာရုပ်ရှင်ဆိုတာမရှိဘူးဇညွန်းတွေကလုတ်ကြံဖန်တီးထားတာမဟုတ်ရဘူးလေ TV စီဇန်တွေဆိုရင်လည်းတမိုင်းကြောင်းတွေပဲပြောပြကြတယ်တရုတ်ဆောင်ဆိုတာလည်းမရှိဘူးဘာလို့လဲဆိုတော့တရုတ်ဆောင်ရဲ့ဆိုတာကလည်းလိန်ညာတာတမျိုးပဲမဟုတ်လားဇက်လိုက်ကတော့ဇညွန်းရေးဆရာတယောက်ပေါ့သူရေးတဲ့ဇညွန်းတွေကအမြဲတမ်းစစ်ပွဲတွေကက်ယောဂါတွေအကြောင်းပဲမို့သူ့ဌာနမှုကအမိုက်တွေလို့တတ်မှတ်ပြီးသူ့ကိုအလုတ်ထုတ်ပစ်လိုက်တယ်အလုတ်ကထွက်လာတော့လုတ်ဖို့ကန်ဖက်ကတော့မင်းနဲ့အလုတ်လောက်ရတာစိတ်ပြတ်ဖို့ကောင်းတယ်မင်းရဲ့အနာဂတ်ကြီးကန်ဆိုးမိုးမောင်ကြပါစေလို့နှုတ်ဆက်လိုက်သေးတယ်အလုပ်လည်းမရှိဝင်ငွေလည်းမရှိတဲ့အချိန်မှာအိမ်လာကလည်းတောင်းခံလာရရောသူဟာဘဏ်မှာရှိတဲ့နောက်ဆုံးလက်ကျန်ဒေါ်လာ300ကိုထုတ်ဖို့သွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲဘဏ်ရဲ့စနစ်ကချို့ယွင်းသွားပြီးဝန်ထမ်းကသူ့ကိုဘယ်လောက်ထုတ်မလဲလို့မေးလိုက်တဲ့အချက်တဲတွေကြားထဲမှာသူဟာဒီကဘာမှာပထမဦးဆုံးသောအလိမ်ညာကိုစတင်ပြောလိုက်ပါတော့တယ်ဒေါ်လာ800ထုတ်မယ်တဲ့စနစ်ကပြန်ကောင်းလာတဲ့အခါဝန်ထမ်းကသူ့ကောင်ထဲမှာ300ပဲရှိတာကိုမြင်ပေမဲ့စနစ်ကမားနေလို့ပါတောင်းပန်ပါတယ်ဆိုပြီးသူ့ကို800ထုတ်ပေးလိုက်တယ်ဘယ်သူကမှလိန်ပြောလိုက်မယ်လို့မထင်ထားကြတာကိုသူဟာလိန်ပြောလို့ရမှန်းသိသွားတဲ့အခါသူ့သူငယ်ချင်းပေါနဲ့ပေါင်းပြီးကိစ္စကြီးကြီးမားမားတစ်ခုလုပ်ဖို့ကြံစီတော့တယ်လမ်းမှာရဲကအရက်မူပြီးကားမောင်းလားစစ်ဆေးဖို့တားတဲ့အခါပေါကကျွန်တော်တပလင်းလုံးကုန်အောင်တောက်ထားတယ်လို့အမှန်တိုင်းပြောလိုက်လို့ရဲကဖမ်းဖို့ပြင်တော့တာပေါ့အဲ့ဒီအချိန်မှာဇက်လိုက်ကသူဘာမှမတောက်ထားပါဘူးလို့လိန်ပြောလိုက်တဲ့အခါရဲကအာနာသွားပြီးတောင်းပန်ကကားပေါ်ပြန်တင်ပေးလိုက်တယ်အဲ့ဒီကနေကာစီနိုသွားကြတယ်သူဟာအလကားနေရင်လောင်းချရှုံးနေမဲ့လူတွေအာယုံလွဲနေတော့အန်စာတုံးတွေချစ်တွေကိုခိုးရွှေ့ပြီးနိုင်အောင်လုပ်လိုက်တယ်ဘသူကမှသူ့ကိုမတင်ကာမဖြစ်ကြဘူးပြီးတော့ဂိမ်းဆက်မန်နေဂျာကိုသွားပြီးဒီဆက်ကငါ့ကိုပိုက်ဆံပေးရမှာမပေးဘူးလို့လိန်ပြောလိုက်ပြန်တော့မန်နေဂျာကချက်ချင်းတောင်းပန်ပြီးပိုက်ဆံတွေကုန်ထုတ်ပေးလိုက်တယ်ပိုက်ဆံတွေပုံလိုက်ရလာပြီးတဲ့နောက်မှာတော့သူဟာစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုရှာဖွေရင်းလမ်းဘေးကအင်ချင်မဲ့တယောက်ကိုတွေ့ပြီးကောင်းမှုကုသိုလ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်သူဟာအဲ့ဒီအင်ချင်မဲ့ကိုဘဏ်ကိုခေါ်သွားပြီးဒီဘဏ်ကဒီလူကိုဒေါ်လာ3သိန်းပေးဖို့ကြံနေတယ်ဆိုပြီးလိန်ညာကတောင်းဆိုပေးပါတော့တယ်